လာပါရှင်ဒီတစ်ပတ်အတွက် BEV မှတ်မှတ်ထင်ထင်သတင်းစီစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီစီစဉ်ကတော့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့သတင်းတွေကမှပြည်သူတွေအတွက်မှတ်မှတ်ထင်ထင်ဖြစ်စေမယ့်သတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပါရှင်ကျွန်မကတော့စီစဉ်သက်သက်သူအမြင့်မှုခင်ပါပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာပွဲစားအချင်းချင်းဝေစုခွဲရကနေမကျင်းတဲ့လို့တိုင်ကြားရကနေမြန်မာလူသား130ကျော်ဖမ်းဆီးခံခဲ့ရတဲ့သတင်းကိုတင်ဆက်ပေးမှာပါမြန်မာပြည်ကနေထိုင်းနိုင်ငံအရောက်ပန်းရောက်ကလောက်ခအပါပြီးတအူးကို780လက်ငင်းပေးပြီးခူးနေကြရတဲ့မြန်မာရွှေပြောင်းလုပ်သား130ဦးပြီးခဲ့တဲ့အောက်တိုဘာလ16ရက်နေ့ကထိုင်းနိုင်ငံမှာဖမ်းဆီးခံခဲ့ရပါတယ်ရှင်မနေ့ကတော့ကျွန်တော်တို့မာရိုင်ထဲမှာဖမ်းခံရမြန်မာပွဲသားချင်းချင်းဝေစုခွဲတာမကျေနပ်လို့တိုင်ကြားရကနေညနေ3နာရီမှာထိုင်းနိုင်ငံစမုတ်စာခွန်ခရိုင်မဟာချိုင်မြို့နယ်ကလူနေတိုက်တန်းလျက်တစ်ခုမှာမြန်မာရွှေပြောင်းလုပ်သား132ဦးကိုထိုင်းအာဏာပိုင်တွေကဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်မြန်မာရွှေပြောင်းလုပ်သမားရေးဆောင်ရွက်ပေးနေသူ MHAC မဟာမိတ်ဖွဲ့ဦးဆောင်တာဝန်ခံ AACC ကိုရဲမင်းကပြောဆိုထားမှာတော့ဝင်ရောက်ဖမ်းဆီးတဲ့နေရာမှာပါဝင်ခဲ့တဲ့ထိုင်းလူမျိုးရရှိသူကထိုင်းရဲတွေထိုင်းလာဝကတွေကလည်းမဖမ်းကျင်ပါဘူးဒီလူတွေအကျွေးနဲ့တက်လာကြတာသိပါတယ်တနာတယ်ဒါပေမဲ့သူတို့လူတင်ထားတဲ့မြန်မာပွဲသားချင်းချင်းအဝေမတက်လို့မနာလို့ဖြစ်ကြပြီးပွဲစားတအုပ်ကနေရာအတိအကျနဲ့ထိုင်းလာဝကမှာတိုင်လို့မဖြစ်မနေဝင်ဖမ်းရတာဖြစ်တယ်လို့တော့ပြောဆိုထားပါတယ်တရားဝင်မှာလုံသားတွေဖမ်းခံလိုက်ရတယ်အလုပ်သမား130ကျော်ဒီမနေ့ပဲလူတစ်ဗတ်မရိုက်ဖြစ်ကြောင်းထုတ်ပြန်တယ်ဒီညနေလူတစ်ဗတ်ရိုက်ဖို့စောင့်နေတဲ့လူတစ်တွေကိုဝင်ဖမ်းတယ်လူရုံမှာပွဲသားတွေမြို့တောင်ယူမှုတောင်ခံမှုလုံးဝမရှိကြဘူးလို့ ACC ကိုရဲမင်းကတော့သူ့ရဲ့လူမှုကွန်ရက် Facebook စာမျက်နှာမှာပြောဆိုထားပါတယ်ခင်ဗျာဒုတိယအဆက်မဲ့သတင်းကတော့မူဆယ်မြို့မှာဖမ်းဆီးထားတဲ့ကြားဖြတ်လုပ်ကင်သူမြန်မာနိုင်ငံသား400ကျော်ကိုပြန်လွှတ်ပေးခဲ့တဲ့သတင်းဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့မှာဖမ်းဆီးခံရတဲ့ကြားဖြတ်လုပ်ကင်သူမြန်မာနိုင်ငံသား400ကျော်ကိုပြီးခဲ့တဲ့အောက်တိုဘာလ16ရက်နေ့ကအာဏာသိမ်းစစ်တပ်ကပြန်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။မူဆယ်မြို့ဟိုနာရက်ကွက်မှာရှိတဲ့ခရိုင်စေုံဘက်မှာဖမ်းဆီးထိန်းသိမ်းထားတဲ့ကြားဖြတ်တွေကိုအော်တိုဘာလ16ရက်နေ့မနက်10:00နာရီဝန်းကျင်ကစတင်ပြီးတော့အာဏာသိမ်းစစ်တပ်ကပြန်လွှတ်ပေးခဲ့တာဖြစ်တယ်လို့ဒေသခံတွေကပြောဆိုပါတယ်။ဖမ်းထားတဲ့ကြားဖြတ်တွေကိုထောင်ကနေပြန်လွှတ်ပေးပြီးဘာကြောင့်လွှတ်ပေးလဲဆိုတာကိုတော့မသိရပါနဲ့လွှတ်ပေးတဲ့အထက်မှာမြန်မာနိုင်ငံသားတွေကိုတော့လွှတ်ပေးတာဖြစ်ပြီးတော်တော်များများကရွာဘက်ကလူတွေဖြစ်တယ်လို့လည်းသိရပါတယ်။အာဏာသိမ်းစစ်တပ်ပြန်လွှတ်ပေးတဲ့ကြားဖြတ်400ကျော်ထဲမှာအမျိုးသမီးတွေအများဆုံးဖြစ်ပြီးတော့တရုတ်ဖီအားကြောင့်မူဆယ်မြို့မှာရှိတဲ့ကြားဖြတ်လုတ်ကင်သူတွေကိုမကြာခဏဝေရောက်ဖမ်းဆီးမှုတွေကိုစစ်တပ်ကလှုပ်ဆောင်နေတာပါ2025ခုနှစ်ဇူလိုင်လ31ရက်နေ့ကလည်းမူဆယ်မြို့ကြားဖြတ်လုတ်ကင်သူတရုတ်နိုင်ငံသား256ဦးကိုစစ်ကောင်စီကတရုတ်တန်လွှဲပြောင်းပေးခဲ့ပြီးလည်းဖြစ်ပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကမ္ဘာပေါ်မှာဆာလောင်မသိမ့်မှုနဲ့စားနပ်ရိက္ခာဖူလုံမှုမရှိခြင်းအမြင့်မားဆုံးသောနိုင်ငံတွေထဲမှာမြန်မာနိုင်ငံကနံပါတ်5နေရာမှာရှိနေရဆိုတဲ့သတင်းပါကမ္ဘာပေါ်မှာဆာလောင်မသိမ့်မှုနဲ့စားနပ်ရိက္ခာဖူလုံမှုမရှိခြင်းအမြင့်မားဆုံးသောနိုင်ငံတွေထဲမှာမြန်မာနိုင်ငံကနံပါတ်5နေရာမှာရှိနေရလို့မြန်မာနိုင်ငံလုံးဆိုင်ရာ British တန်ယုံရဲ့ထုတ်ပြန်မှုအရသိရပါတယ်ရှင်In Myanmar, successive floods since July have ယနေ့မြန်မာနိုင်ငံကလူဦးရေရဲ့16.8 သန်းခန့်ဟာစားနပ်ရိက္ခာဆာလောင်မသိမ့်မှုတွေနဲ့ရှင်သန်နေရကြောင်းနဲ့အခြေခံစားနပ်ရိက္ခာဖူလုံမှုမရှိခြင်းကအသက်အန္တရာယ်ထိခိုက်နေတဲ့အကျက်တဲတစ်ခုဖြစ်တယ်လို့ကြိုတင်တားဆီးကာကွယ်နေတဲ့အရာလည်းဖြစ်တယ်လို့ရန်ကုန်မြို့အခြေစိုက်ဗြိတိရှတန်ယုံကတော့ထုတ်ပြန်အကြံပြုပြောဆိုထားပါတယ်ပရိပခရီရာသီဥတုဖောက်ပြန်မှုတွေနဲ့လူသားချင်းစာနာမှုအကျက်တဲတွေကြောင့်မြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာဆာလောင်မသိမ့်မှုနဲ့စားနပ်ရိက္ခာဖူလုံမှုမရှိခြင်းအမြင့်မားဆုံးသောနိုင်ငံတွေစင်းမှာနံပါတ်5နေရာမှာရှိလာတာဖြစ်တယ်လို့လည်းပြောဆိုထားပါတယ်ထိခိုက်လွယ်ပြီးအကူအညီလိုအပ်နေတဲ့မြန်မာနိုင်ငံကလူမှုအသိုက်အဝန်းကိုအသက်ကယ်စားနပ်ရိက္ခာတွေထောက်ပံ့ပေးတာပြင်အာဟာရပြည့်ဝတဲ့စားတောက်ကုန်တွေကိုရည်ရှိထုတ်လုပ်နိုင်မှုအနာဂတ်ဖြစ်ပေါ်နိုင်တဲ့ရာသီဥတုဆိုင်ရာဘေးအန္တရာယ်တွေကိုခံနိုင်ရှိစေဖို့အတွက်ဒီဆိုရကဒေသခံမိတ်ဖက်တွေနဲ့လက်တွဲပူးပေါင်းပြီးဆောင်ရွက်နေတယ်လို့လည်းဖော်ပြထားပါတယ်ခင်ဗျာစကိုင်းတိုင်းမုံရွာမြို့မှာဖျားပွဲရပြန်လာတဲ့ပြည်သူတွေကိုအာဏာသိမ်းစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ရာလူငယ်အယောက်30ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။မုံရွာမြို့မှာပြီးခဲ့တဲ့အောက်တိုဘာလ23ရက်နေ့ည8:00နာရီဝန်းကျင်ကကန္နာလမ်းမှာအာဏာသိမ်းစစ်တပ်ကအိမ်စီကား5စီးနဲ့စူတောင်းမြေဖျားဝက်ကစတစ်ရှိုးဘက်ကနေပြန်လာတဲ့လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးသွားတာဖြစ်တယ်လို့မုံရွာ Road Information ဖွဲ့ထံကနေသိရပါတယ်။အောက်တိုဘာလ23ရက်နေ့ညကကန္နာလမ်းမှာပြည်သူ32ယောက်ခံမှန်းပါသွားတယ်ကြားတယ်လို့တော့မုံရွာ Road Information အဖွဲ့ဝင်တဦးကပြောဆိုထားပါတယ်။နောက်ရက်တွေမှာလည်းပျော်ပွဲရှင်ပွဲတွေရှိနေတာကြောင့်ဖမ်းဆီးခံခဲ့ရရင်ဘာမှမတတ်နိုင်တာမို့လူငယ်တွေအနေနဲ့အတော်အလာကျူးဆဲကြဖို့ကိုလည်း
မုံရ Road Information ဘက်ကသတိပေးထားပါတယ်အာနာသိန်းစစ်တပ်ကပြုလုပ်ပေးနေတဲ့ state show ပွဲတွေမှာတွာလာခဲ့သူတွေများပြားခဲ့ပြီးတော့လူစီကားခဲ့ကြောင်းနဲ့အာနာသိန်းစစ်တပ်ကမုံရမြို့ပေါ်မှာသတင်းကျွတ်ပျော်ပွဲရှင်ပွဲတွေလုပ်ပေးပြီးနောက်ွယ်ကနေလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေတာဖြစ်တယ်လို့လည်းဒေသခံတွေကပြောဆိုကြပါတယ်ခင်ဗျာနောက်ဆုံးတစ်ဆက်ပေးမယ့်သတင်းကတော့ဖေကုံမြို့နယ်တဲကကြေးရွာတချို့ကိုအာဏာသိမ်းစစ်တပ်ကဝင်ရောက်မိရှို့ခဲ့လို့ပြည်သူတွေအကူအညီလိုအပ်နေတဲ့သတင်းပဲဖြစ်ပါတယ်။ချင်းကရင်နေနယ်ဆက်ဖေကုံမြို့နယ်ဘောရံကြေးရွာကိုအာဏာသိမ်းစစ်တပ်နဲ့ပအိုးပြည်သူစစ်တွေဝင်ရောက်မိရှို့ခဲ့လို့ပြည်သူတွေအကူအညီလိုအပ်နေပါတယ်။ဟုတ်လေဟိုဘယ်တော့စီးတယ်အမဆုံးချန်တဲ့ကေတဖီဟိုကြောင်နေမှာကိုစစ်တပ်နဲ့ပိုးပြည်သူစစ်ဖျန်လူတို့ကပြည်သူနေတွေကိုမိရှို့ဖျက်ဆီးမှုတွေကြောင့်ဘောရန်ကြီးရွာကဒေသခံပြည်သူ1600ခန့်ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးတတလုံးမှာစားနပ်ရိက္ခာနေရာထိုင်ခင်းနဲ့အမိုးကာတွေလိုအပ်နေတယ်လို့သိရပါတယ်။ကြီးရွာကထွက်ပြေးတိမ်းရှောင်လာတဲ့ပြည်သူတွေကိုလာရောက်ကူညီထုတ်ပေးခဲ့ပြီးစစ်တပ်နဲ့ပိုးပြည်သူစစ်ဖျန်လူတို့ကဝင်ရောက်မိရှုခဲ့တဲ့အချိန်မှာလဲစပားရိတ်သိမ်းနေတဲ့ပြည်သူတို့ကိုပိုးပြည်သူစစ်ကဖမ်းဆီးသွားခဲ့ပါတယ်။ဘောရန်ကြီးရွာတွင်အပေါ်ရွာနဲ့အောက်ရွာကိုအော်တိုဘာလ23ရက်နေ့တုန်းကစစ်တပ်နဲ့ပိုးပြည်သူစစ်ဖျန်လူတို့ကတရက်ထဲမှာပဲဝင်ရောက်မိရှုခဲ့တာဖြစ်ပါတယ်။ဘောရန်ကြီးရွာကနေထွက်ပြေးတိမ်းရှောင်ကြတဲ့ပြည်သူတွေရှိနေပေမဲ့အတွင်းမှာကြန့်ရှိနေတဲ့ပြည်သူတချို့လည်းရှိနေပါသေးတယ်။ကျေးရွာမိရှုခံပြီးအော်တိုဘာလ14ရက်နေ့မှာဒေါ်လာရေးတပ်ပေါင်းစုတွေကဘောရန်ကျေးရွာကိုနေမီရှင်းလင်းရေးဝင်ရောက်ခဲ့ချိန်မှာတော့ကျေးရွာအတွင်းဖျားချောင်းအပါအဝင်နေအလုံး30ခန့်ပျက်စီးသွားခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ။အခုနားဆင်ကြည့်ရှုခဲ့ရတဲ့သတင်းတွေကတော့ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့မှတ်မှတ်ထင်ထင်သတင်းတွေပဲဖြစ်ပါတယ်။နောက်တစ်ပတ်မြန်မာစံတော်ချိန်တနင်္ဂနွေနေ့ည8:00 နာရီတိုင်းမှာအသစ်တင်ဆက်ပေးမှာဖြစ်လို့ BEV ရဲ့ YouTube, Facebook, Telegram နဲ့ TikTok Channel တွေမှာစောင့်မျှော်ကြည့်ရှုအားပေးကြဖို့ဖိတ်ခေါ်လိုက်ပါရရှင်။ကျွန်မအီးမြတ်မှုခင်ပါ။